ခလေးတို့ဤဒီနေ့ဥပြောပြမဲ့ပုံမြင်လေးထဲမှာဆိုလို့ရှိရင်ခလေးတို့အတွက်အသိပညာဘ ഹു တုတလေးဖြစ်တဲ့အတွက်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးနာဆင်ပေးကြပါအောင်နော်ကဲပုံမြင်လေးစလိုက်ကြရအောင်တောအုပ်စိမ့်စိမ့်လေးတစ်ခုရဲ့အလဲမှာကြည်လင်တဲ့ရေကန်လေးတစ်ကန်ရှိတယ်အဲ့ဒီရေကန်ဘေးမှာဖိုးလိတ်ဆိုတဲ့လိတ်အိုကြီးတစ်ကောင်နေထိုင်တယ်ဖိုးလိတ်ကအသက်ကြီးပေမဲ့စိတ်ကောင်းရှိပြီးတောထဲကတရိတ်ဆန်လေးတွေကိုအမြဲကူညီပေးတတ်တယ်တညမှာတော့မိုးကောင်းခင်တွေကကြေလေးတစ်လုံးဟာရုတ်တရက်တောအုပ်ထဲကိုပြုတ်ကျလာတယ်ဖူးဆိုတဲ့အတန်ကြီးနဲ့အလင်းရောင်တောက်ပသွားပြီးတောထဲကတရိတ်ဆန်လေးတွေအကုန်လန့်သွားကြတယ်မနှက်ရောက်တော့ယုံလေးတွေမြောက်လေးတွေငှက်လေးတွေအားလုံးစုဝေးလာပြီးကြေလေးကိုကြည့်နေကြတယ်ကြေလေးကအလင်းရောင်တီးတီးလေးပဲကြံတော့ပြီးအားနေနေတယ်ဒီကြေလေးတီတော့မယ်ထင်တယ်လို့ယုံလေးတကောင်ကစိတ်မကောင်းဖြစ်ပြီးပြောတယ်အဲ့ဒီအချိန်မှာဖိုးလိတ်ရောက်လာတယ်သူကကြေလေးကိုငြိမ်ငြိမ်လေးကြည့်ပြီးကြေလေးကသူ့အိမ်ကိုပြန်ရမှအလင်းပြန်ရမယ်လို့ပြောတယ်ဒါပေမဲ့ကောင်းကင်ကိုဘယ်လိုပြန်ပို့မလဲလို့မြောက်လေးတွေမိကြတယ်ဖိုးလိတ်ကတောအုပ်ရဲ့အမြင့်ဆုံးတောင်ပေါ်ကိုကြေလေးကိုခေါ်သွားရမယ်လို့ပြောတယ်အားလုံးကခရီးထွက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ခရီးလမ်းကမလွယ်ဘူးရွှွမြေတွေမြစ်သေးသေးတွေလေပြင်းတွေရှိတယ်မြောက်လေးတွေကတစ်ကိုင်းတွေကိုချိတ်ပြီးတယ်စင်ကြီးကလမ်းရှင်းပြီးတယ်နှက်လေးတွေကရှေ့ကနေလမ်းပြပြီးတယ်ဒါပေမဲ့ခရီးတဝက်ရောက်တော့မိုးကြီးရွာလာပြီးကျယ်လေးရဲ့အလင်းကပုံမှန်လာတယ်ငါတို့မမီတော့ဘူးထင်တယ်လို့ယုံလေးတစ်ကောင်ငိုနေတယ်ဖိုးလိတ်ကတော့တဖြည်းဖြည်းရှောက်နေတော့မယ်အလျင်မလိုဘူးမရက်လိုက်ဖို့ပဲအရေးကြီးတယ်လို့သူပြောတယ်အဲ့ဒီစကားကြောင့်တရိတ်ဆန်လေးတွေအားပြန်ရလာတယ်နောက်ဆုံးမှာတော့အားလုံးတောင်ထိပ်ကိုရောက်သွားကြတယ်အဲ့ဒီအချိန်မှာလမင်းကြီးပေါ်လာပြီးကောင်းကင်ကကျယ်လေးတွေတစ်လုံးပြီးတစ်လုံးတောက်ပလာတယ်ဖိုးလိတ်ကကျယ်လေးကိုညင်းညင်းတာတာမြောက်လိုက်တယ်ရုတ်တရက်ကျယ်လေးကအလင်းတောက်သွားပြီးကောင်းကင်ပေါ်ကိုဖြည်းဖြည်းချင်းပြန်တက်သွားတယ်တောအုပ်တစ်ခုလုံးရွှေရောင်အလင်းတွေနဲ့ပြည့်သွားတယ်တရိတ်ဆန်လေးတွေဝမ်းသာပြီးအော်ဟစ်ကြတယ်အဲ့ဒီအချိန်မှာကောင်းကင်ထဲကကျယ်လေးရဲ့အတန်တိသေးလေးကြားလိုက်ရတယ်ကြီးစုတင်ပါတယ်တငယ်ချင်းတို့ယုံလေးကပြုံးပြီးငါတို့အတူကူညီလို့အောင်မြင်တာပဲလို့ပြောတယ်ဖိုးလိတ်ကလည်းပြုံးပြီးကောင်းကင်ကိုမော့ကြည့်နေတယ်သူ့မျက်လုံးထဲမှာကြည်အလင်းလေးတွေတောက်ပနေတယ်အဲ့ဒီနေ့ကစပြီးတောအုပ်လေးထဲမှာဘယ်တရိတ်ဆန်မှတယောက်တည်းမဟုတ်တော့ဘူးအခက်အခဲရှိရင်အားလုံးကအတူကူညီပြီးတက်လာကြတယ်စိတ်တင်ခန်းစာစိတ်ရှိခြင်းမိတ်ဆွေကောင်းဖြစ်ခြင်းနဲ့အတူတကွကူညီခြင်းကဘယ်အခက်အခဲကိုမဆိုကြော်ဖြတ်နိုင်စေတယ်ကဲဦးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကွယ်ဒီပုံမြင်လေးကိုနားဆင်ပြီးအသိပညာတစ်ခုခုရခဲ့တယ်ဆိုရင်ဦး channel လေးကို subscribe လေးနဲ့ support လေးပေးသွားကြပါနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye